phone member ခွင်ငါရဲ့ခြေလမ်းတွေဆိုင်ရှင်ကိုရဲ့ဝေးတာတွေပေါ်တာတွေလို့ရင်းနေပါပြီခုပိုင်ငွေတွေကုန်ချင်မှာခွေဆိုင်ရှင်စီမှာချွေးလက်တော့ဖူးတယ်မပြေသူတွေဒါဝင်ခံရတဲ့ခါတလင်းငါသူ